ဒီနေ့အိမ်ကကြွက်သားကိုကြွက်သားကိုကြော်မယ်ညုတ်သီးလေးနဲ့ကြော်မယ်အဲ့ဒါလေးလိုက်ပြမယ်အိမ်ကလောက်ပေးတာဆွဲရီစားတာတော့စူပြူးဝင်ဟုတ်လားအစီကြီးထွက်တယ်ကြွက်ကကြော်ပါပြီဒါကကြော်တာဒီကြီးငရုတ်ဒီနဲ့ကြော်မှာရုပ်နဲ့ကြော်မှာလောလောဆယ်ဟိုလောက်ထားတာဘာလောက်ထားမိုက်တယ်ဟိုတိအောင်လို့ကြက်အောင်လို့မွေးတယ်ထင်းနဲ့ကြော်